certificate လေးတပတ်နှစ်ပတ်လောက်တက်ပြီးတော့မှရန်ကူနေတဲ့သူတွေရောယုံပါလားပေါ့နော်ထိုင်းမှာစေကူတာခွင့် license နေစေကူတာတာနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ registration နဲ့ regulation တွေကချက်လားချောင်းလားဘာလို့လဲဆိုတော့အခုတွေးနေရတဲ့အတိုင်းပဲဘာပညာညာပညာလိုမျိုးပေါ့နော်စေပညာနဲ့ပတ်သက်တဲ့ဟာတွေကိုထိုင်းကနေပြီးတော့ certificate တွေရလာတယ်ရှေ့မှာဘွဲတွေလည်းမရှိဘူး MBBS လည်းမရှိဘူး MD လည်းမရှိဘူးဘာမှဘွဲတွေမရှိဘဲနဲ့ထိုင်းရလာတဲ့ certificate နဲ့မြန်မာနိုင်ငံမှာပြန်လာပြီးတော့မှ scammer တွေပေါ့နော်အဲ့လိုမျိုးစေးတွေကူးကြတယ်လူတွေကလည်းထိုင်းကနေပြီးတော့မှ certificate တောင်ရလာပြီပဲဆိုပြီးတော့ယုံကြတယ်ပေါ့နော်အဲ့ဒီတော့ထိုင်းမှာကရောလူမျိုးတွေနဲ့ပတ်သက်ပြီးလို့ရှင်ကြက်လားချောင်းလားမြန်မာနိုင်ငံကစမရော MBBS ကိုကင်ထားပြီးသားဆရာဝန်တယောက်အနေနဲ့ထိုင်းကိုရောက်လာတဲ့အခါမှာထိုင်းရဲ့စေပညာနဲ့ပတ်သက်တဲ့သူတို့စေးနယ်ပယ်နဲ့ပတ်သက်တဲ့ regulation တွေအကြောင်းကိုသိအောင်လို့ sharing လုပ်ပေးပါမယ်ထိုင်းမှာကစေကူတာခွင့်တွေနောက်ပြီးတော့ regulation တွေဟာအရန်ကိုကြက်ပါတယ်စေကူတာတဲ့အခါမှာဆိုရင်သူတို့စီက license လိုပါတယ်အဲ့ license ကသူတို့ထိုင်းဘာသာရပ်နဲ့ဖြေရတာဖြစ်တယ်ပြီးရင်လည်းကိုယ့်ရဲ့ရှေ့မှာဆိုရင် bachelor ပြီးခဲ့တာပေါ့နော်ဒေါက်တာဘွဲရခဲ့တာနောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ပြီးခဲ့တဲ့အကြောင်းတွေဒါတွေအကုန်လုံးကိုသူတို့က transcript လုပ်ခိုင်းတယ်ပြီးရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကျောင်းတွေကိုဖုန်းဆက်တဲ့အထိကိုတောက်လျှောက်လိုက်ပါတယ်တကယ်တော့သူတို့စီက license ကိုဖြေမယ်ဆိုလို့ရှိရင်လည်းလုံးဝကိုခြောင်ချိနေတာလုံးဝမဟုတ်ပါဘူးအဲ့တော့သူတို့နိုင်ငံကနေပြီးတော့မှ certificate ထုတ်ပေးပြီးလို့ရှိရင်ပြန်သင်ပေးနေတယ်ဆိုတာတွေကရောသူတို့ဟာအတိမတ်ပြုရလားဆိုတော့သူတို့ကလည်းအတိမတ်မပြုထားပါဘူးဒါတွေက double scamming ပေါ့နော်ကိုချင်းကိုကလည်းလာပြီးတော့ထိုင်းရ certificate ဆိုပြီး scam လုပ်တယ်ထိုင်းကနေပြီးတော့လည်း certificate ထုတ်ပေးတယ်ဆိုပြီးတော့ scam လုပ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေကိုယ့်ရဲ့ကျန်းမာရေးတွေကိုဒီလိုမျိုး certificate လေးတပတ်နှစ်ပတ်လောက်တက်ပြီးတော့မှလာပြီးတော့မှရန်ကူနေတဲ့သူတွေရောယုံပါလားပေါ့နော်ဘာကြောင့်ယုံသွားကြရလဲထိုင်းကနေပြီးတော့ရလာတဲ့ certificate ဆိုတာတော့ကြောင့်ယုံသွားကြတာပါထိုင်းကနေရလာတာ certificate degree မဟုတ်ဘူးလေအဲ့ဒီ certificate ကိုထိုင်းဆိုတာအတိမတ်ပြုထားလားဆိုတော့အတိမတ်မပြုထားအောင်ဒါတွေကိုကလုံးမယ်ဆိုရင်တောက်လျှောက်လိုက်လို့ရတယ်အဲ့တော့ဒီ certificate ဆိုတာကထုတ်ချင်တဲ့လူထုတ်ပေးလို့ရတယ်အဲ့တော့ဘယ်သူကထုတ်ပေးတာလဲဘယ်သူကတိမတ်ပြုထားတာလဲသူတို့ဆိုရအောင်တိမတ်ပြုလားဒါတွေကိုအကုန်လုံးလိုက်လို့ရတယ်တေချာတာကတော့ဒီမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ law တွေ regulation တွေကဥပဒေတွေကအရန်ကိုတင်းကျပ်တယ်အဲ့တော့အပြင်ကိုလာပြီးတော့မှလိန်ကြတယ်ပေါ့နော်လိန်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့လောဘတွေကြောင့်အလိန်ခံရတယ်ပေါ့နော်အဆင့်ဆင့်အလိန်ခံရတာပေါ့နော်တင်တဲ့တက်တဲ့လူကလည်းအော်သူများတွေက9နှစ်10နှစ်လောက်ဆရာဝန်ဖြစ်အောင်တက်ငါတော့နှစ်ပတ်ထဲနဲ့ certificate ရပြီဆိုပြီးတော့မှတက်တယ်ပြီးတော့ကြတော့လေလူနာတွေကကြတော့လေထိုင်းရလာတဲ့လက်မှတ်နဲ့နောက်ပြီးလို့ရှိရင်ဈေးလည်းပိုတက်တာတယ်ဆိုပြီးတော့မှသွားပြီးတော့မှယုံကြည်ကြတယ်ဒီလိုမျိုးတွေအဆင့်ဆင့်ခံရတာပေါ့နော်အဲ့တော့ထိုင်းနိုင်ငံမှာစိတ်ကူးဖို့ဆိုလို့ရှိရင်သူတို့လူမျိုးဒီနိုင်ငံသားတွေပေါ့နော်ဒီအဖြူတွေတောင်မှသူတို့ရဲ့ထိုင်း registration license တွေကို medical license ကိုထိုင်းလိုမျိုးပြန်ဖြေရတယ်အားကြောင့်မလို့ဒီမှာဆိုလို့ရှိရင်တော်ရုံနိုင်ငံသားတွေစေးနယ်ပယ်မှာဆိုလို့ရှိရင်စိတ်ကူတာမျိုးမရှိကြဘူး